50ပြီးသွားလို့ရှိရင်တရွက်လေးတွေလာမယ်ပေါ့နော်တရွက်ကလေးတွေဒီတရွက်ကလေးအစိမ်းနေရာလေးထိုးပါမယ်နော်အစိမ်းက2တန်းထိုးရမှာပါအရင်ဆုံး slip knot လေးလောက်ထားပါမယ်နော်ဆမ်မီတပင်တက်မယ်1 chain တိုင်တိုးတစ်တိုင်းလုပ်ပါမယ်တိုင်တိုး4 chain မှာဒီနဲ့3 4နှစ်တိုင်းကြော်မယ်ဒီနဲ့3နှစ်တိုင်းကြော်ပြီးတော့တိုင်တိုးတစ်တိုင်းဒီနဲ့3 4နှစ်တိုင်းကြော်ပြီးတော့တိုင်တိုးတစ်တိုင်းဒီနဲ့3 4ဒီမှာတစ်တိုင်းနှစ်တိုင်းနဲ့ပြီးတော့တစ်တိုင်းမှာတိုင်တိုးတစ်တိုင်းထိုးပါမယ်အဲ့ဒါလေးနဲ့ဒီတီးအောင်ထိုးပါမယ်နော်ရှိတတိုင်း chain 1 1dc chain 1 1dc chain 1 1dc chain 3ပြရနဲ့ 1dc chain 1 1dc chain 1 1dc chain 1 1dc အဲ့ဒါနဲ့ဒီတိုင်း၄တိုင်းပြပါမယ်chain 3လို့ရှိရင်ဒီအပေါက်ထဲမှာဒီအောက်ထဲမှာပဲ SC တစ်ခုလောက်ပါမယ်တိုင်းတူတိုင်းပြီးဒီဘက်ဝင်းထဲမှာတိုင်းတူတိုင်းပြပါမယ်လို့ရှိရင် chain ခုနှစ်ခုပါဒီနေ့3 4 5 5 6နှစ်ခုကျော်3ခုမြောက်မှာ slip stitch လောက်ပါမယ်chain 3 chain မှာ1 2 3အဲ့ခွင်းထဲမှာပဲတိုင်တိုးတစ်တိုင်းထိုးပါမယ်နောက်တစ်ခွင်းမှာတိုင်တိုးတစ်တိုင်းစမ်းမီ3 9 10နဲ့10 SC လောက်ပါမယ်အဲ့ဒီတိုင်းဒီဘက်မှာဒီဘက်ထိထိုးပါမယ်နော်ကိုတရွက်လေးလောက်တာထိုးသွားပါပြီတော့ဒါလေးတွေကပန်းဝင်ထိုးဝင်နေရလေးတွေဒါလေးတွေပန်းဝင်ထိုးဒါလေးတွေတိရွက်ကလေးတွေပေါ့နော်ဒါလေးတွေအကုန်လုံးပန်းဝင်ထိုးဝင်နေရလေးတွေပါဒီပန်းဝင်လေးထိုးမယ်ဒီရောင်လေးအရင်ထိုးမယ်နော်ဒီရောင်လေးအရင်ထိုးပါမယ်ဂျားထဲမှာလည်းဒီဂျားထဲမှာခဏလောက်ပြီးသွားတာဒီဂျားထဲမှာ
SLSD လုပ်မယ်ပြီးတော့2ချိန်2ချိန်ထိုင်ရှည်တစ်တိုင်း2ချိန်ဒီကွင်းဒီထဲမှာတိုင်ရှည်ကြတဲ့ကို S single crochet နဲ့လုပ်မယ်တိုင်ရှည်တစ်တိုင်း2ချိန်ဒီထဲကိုလုပ်တော့တိုင်တို့တစ်တိုင်းထည့်မယ်တစ်ပေါက်ကို2ခုပြီးတော့ဒီတစ်ပေါက်ကို2ခုတိုင်ရှည်တစ်တိုင်း2ချိန်single crochet တိုင်ရှည်တစ်တိုင်း2ချိန်